စားကြပါဦးအမျိုးတို့ရေးဒီမှာဒါငရုတ်သီးဟိုသမီးစားဖိတ်လိုက်တယ်နော်ရခိုင်ကျဲမင်္ဂလာပါအမျိုးတို့အနိစန်းပိန်းနေသီးချက်မယ်ပေါ့နော်ပိန်းနေသီးရခိုင်ကျဲချက်မယ်ကဲလို့အနိစန်းကြိုက်လို့3ခါလောက်ရှိချက်စားမယ်အဲ့ဒါအမျိုးတို့ချက်ပြမယ်ဒီကနေ့ပြုတ်ပြီးမှချက်ပြမယ်နော်အနိစန်းအမလေးအနိစန်းချက်ပြီးလိုက်ချက်စားဟေးဟုတ်တယ်အဲ့လိုချက်ကဲအဲ့ဒါအနိစန်းတို့ပြုတ်မယ်နော်ကဲအမျိုးတို့ရေပိန်းနေစီလေးတွေနွာနေပြီပေါ့နော်အနိစန်းကပိန်းနေစီကိုဒီတိုင်းအစိမ်းခွာလို့ရှိရင်လေအခွန်ခွာရခက်တာတော့ပြုတ်ပြီးတော့မှအနိစန်းရခိုင်ချက်ချက်ပြပါမယ်လို့ကဲတာလီစဝါနော်အမျိုးတို့ရေရခိုင်ဘက်ကအနိစန်းလာမှန်ပေးကြအောင်နော်အောက်မှာလာပြီးတော့မှလေအဲ့ဒါရခိုင်ချက်အနိစန်းတို့အိမ်မှာရခိုင်နေရောက်နေတဲ့ခါကျအနိစန်းရခိုင်ဟင်းတွေကိုကြိုက်နေပါပြီလို့စားကောင်းတဲ့အနိစန်းစီမကြိုက်တဲ့သူဆိုတော့လေပိန်းနေသီးလေးတွေဒီလိုနှစ်ချမ်းစိတ်ရတယ်နော်မျိုးတို့နှစ်ချမ်းစိတ်သုံးချမ်းစိတ်ပေါ့ကွယ်ကြီးတယ်ဆိုတော့နှစ်ချမ်းတစ်ချမ်းပေါ့အဲ့လိုမလုပ်လိုက်ပေါ့ရက်ဆက်ကောင်းပေါ့ရက်တောင်လေးကင်ပြီးစားကြအစားလေးတအားပူတယ်ဒီစလို့လေဒီမှာနော်ရုပ်သီးပိန်းနေသီးချက်ဖို့ရုပ်သီးလော်တော့မှာရုပ်သီးကတော့ဒီတိုင်းထည့်ချင်လည်းရတယ်အနိစားဖိုက်နာမှာဆိုလို့လေကဲအဲ့လိုလေးဆိုရပြီနော်မျိုးတို့စားထည့်ပါမယ်လို့ရုပ်သီးနဲ့ဟွာနဲ့ထောင်းတော့မှာပေါ့နော်အနိစန်းတို့မျိုးနည်းနည်းထည့်လိုက်မယ်ထောင်းလို့လွယ်အောင်ပေါ့လေရုပ်သီးထောင်းတာအဲ့ဒါမှညက်ပါတယ်လို့ပစုံကြောက်လည်းမလို့ဘာမှမလို့ပိန်းနေသီးဆိုတာအစိမ့်လေးနော်အမျိုးတို့ရေအနိစန်းပိန်းနေသီးချက်တယ်မနော်ကဲဒီမှာပိန်းနေသီးကြည့်လိုက်တော့ဘလောက်စားကောင်းအနိစန်းဘလောက်ထိချက်ထားလဲဆိုတငယ်ချင်းတယောက်ကိုလည်းပြောထားပါဘောနော်သူ့ကိုလည်းပြီးမယ်လို့ကဲဒီမှာစားနော်စားတော့ခဏကြီးဒီထောင်းနာမှာထည့်ထားတယ်နည်းနည်းပေါ့နော်မှငပိသူ့ရဲ့အပါဝင်မှုကဒီမှာချုံမုတ်အနေများငပိအနေများအမျိုးတို့ကိုယ်တိုင်လှုပ်စားကြမှထည့်ကြနော်ဒီမှာဒါငရုတ်သီးပါဝင်ပစ္စည်းလေးတော့ဒါပါပဲအမပိတ်ဆုံစည်းလေးထည့်အောင်ကဲရပြီလို့ကဲရပြီနော်ကဲအဲ့ဒါအနိစန်းတို့တဲမယ်နော်ဒါလေးပျော်သွားအောင်ပေါ့တဲထားပြီနော်မျိုးတို့ဒီမှာအနိစန်းကောင်းနေဆိုရင်လိုက်ပြီးတော့မှလှုပ်စားကြတာကဲအမျိုးတို့ရေအနိစန်းဟင်းလေးကြည့်ရအောင်လားကဲဒီမှာကြည့်လိုက်တော့နော်သူကသူပွက်ပြီးပျော်ကြပါအနိစန်းတစ်ခါမှလာမမွေရသေးဘူးကဲဒီမှာကြည့်လိုက်တော့အမျိုးတို့ရေဘလောက်ကောင်းထားသလဲလို့ကဲဒီမှာကြည့်အောင်ကြက်သွားရင်နော်တင်းနေကြီးကကြက်ပြီးသားဆိုတော့လေကဲဒီမှာစားကြအောင်အမျိုးတို့ဒီမှာနော်အနိစန်းပင်စိမ်းခတ်ပြီပင်စိမ်းလေးခတ်ပါပြီလို့ကဲစားကြပါဦးအမျိုးတို့ရေဒီမှာပိန်းနေသီးရခိုင်ချက်ဒီကြီးကလည်းအဲ့ဒါအင့်တော်ဆုံးပါပဲလို့ကဲမပိန်းနေသီးရနော်အဲ့လိုလေးချက်တာပါလို့ကဲစားကြပါဦးလို့ထမင်းစားဖိတ်လိုက်တယ်နော်ရခိုင်ချက်နဲ့ကဲအားလုံးနေကောင်းကြပါပြီထမင်းမိန်ကြပါစေတဘာဝကပ်ပြီးအမျိုးမှလည်းကင်းဝေးကြပါစေလို့အန်ဒီစာစတော်မီတာပို့တာလိုက်ပါတယ်အမျိုးတို့ရေ